သွေးလန့်ခြင်းကိုခုခံနိုင်သည့်အဝတ် anti-shock garment အသုံးပြုခြင်းသွေးလန့်ခြင်းကိုခုခံနိုင်သည့်အဝတ်ဆိုတာမီးဖွားပြီးတင်းသွန်ခြင်းကြောင့်သွေးလန့်နေတဲ့အမျိုးသမီးတူကိုအခြေအနေထိန်းချုပ်နိုင်မှုဒီဇိုင်းထုတ်ထားတဲ့ဆွဲသားအဝတ်စားတစ်ခုဖြစ်ပါတယ်။အဝတ်ကအမျိုးသမီးရဲ့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ဝမ်းပိုက်ကိုဖိအားပေးပြီးနှလုံးအဆုပ်နဲ့အုတ်ထပ်ကိုသွေးတွန်းပို့ပေးပြီးအသက်ကယ်ပေးဖြစ်ပါတယ်။ကုသမှုရရှိနိုင်တဲ့ပို့ဆောင်လွှဲပြောင်းပေးနိုင်တဲ့သွေးသွင်းတာနဲ့ခွဲစိတ်မှုခံယူဖို့ကြံ့ကြာနေတာကိုတောက်ခံရှင်းသန်နိုင်တဲ့ဒီပစ္စည်းကကုသမှုနဲ့တွေ့ကြုံခံယူဖို့အချိန်ပိုရပြီးအမျိုးသမီးတူရဲ့အသက်ကိုကယ်တင်နိုင်ပါတယ်ဒီဗီဒီယိုမှာသွေးလန့်ခြင်းကိုခုခံနိုင်တဲ့အဝတ်ကိုဘယ်လိုဝတ်ဆင်ရမလဲဆိုတာနဲ့ဘေးကင်းစွာဘယ်လိုချွတ်ရမလဲဆိုတာပြသပေးပါမယ်အဝတ်မှာခြေထောက်အပိုင်း3ပိုင်းတင်ပစုံပိုင်းဝမ်းပိုက်တစ်ဝိုက်အတွက်အပိုင်း9နဲ့6ပါရှိပါတယ်အပိုင်း9မှာချက်ပေါ်ကိုဖိအားထပ်ပေးတဲ့ရေမြုပ်ဘောလုံးတစ်ခုပါရှိပါတယ်အပိုင်းတွေကိုချိတ်ဆက်ကြိုးတွေနဲ့လုံခြုံစွာဆက်တွဲထားတယ်အမျိုးသမီးကိုသွေးလန့်ခြင်းကိုခုခံနိုင်တဲ့အဝတ်ကိုဘာကြောင့်လိုအပ်ကြောင်းနဲ့ဘယ်လိုဝတ်ဆင်ရမယ်ဆိုတာရှင်းပြပါသူကအားနေပြီးမူးဝေနေရင်သတိလက်နေရင်အဝတ်ကိုခန္ဓာကိုယ်အောက်မှာနေရာချဖို့ကူညီပေးမဲ့သူတူရှိပါစေဒီမှာကြည့်ပါအဝတ်ကိုအမျိုးသမီးရဲ့ဘေးမှာထားပါအပေါ်ဆုံးပိုင်းကိုဖွင့်ပါအပိုင်း4နဲ့အပိုင်း6ရဲ့အစုံတွေကိုလိတ်တင်ပြီးရင်အပေါ်ပိုင်းတစ်ဝက်ကိုအဆက်ချမြင်တိုင်းခောက်ပြီးအမျိုးသမီးကိုတင်နဲ့ဆန့်ကျင်ဘက်ဘေးဆောင်လှည့်ပါအဝတ်ရဲ့အပေါ်ဆုံးပိုင်းကိုသူ့ရဲ့အောက်ဆုံးနံရိုးနဲ့အညီထားပြီးကြောရိုးကိုအဆက်ချမြင်တဲ့တောက်လျှောက်အညီထားပါအမျိုးသမီးကိုပလက်လှမ်းပါပြီးရင်သစ်မက်ကိုစောင်းလှည့်ပါအဝတ်ကိုပြားချနေအောင်ပြုပြင်ပါပြီးရင်သူ့ကိုပလက်လှန်လိုက်ပါကျန်တဲ့အပိုင်းတွေကိုဖွင့်ပါဖိအားပေါ်လုံးကချက်နေရမှာရှိမရှိစစ်ဆေးပါအခုခြေချင်းဝက်ကစပြီးအပိုင်းတစ်ခုစီကိုနံပါတ်10အလိုက်ဘယ်ညာအစုံလိုက်ပိတ်ပါအပိုင်း1ကခြေထောက်အောက်မှာတွဲလောင်းကျနေရမှာကိုသတိပြုပါအဝတ်ဝတ်ဆင်သူအဝင်ခွင်ကျဖြစ်စေဖို့အပိုင်း1ကိုအပိုင်း2ထဲခောက်ထည့်ပါခြေထောက်အပိုင်းတွေကိုတတ်နိုင်သမျှတင်းတင်းပိတ်ပါအဝင်ခွင်ကြဖြစ်တာသေချာဖို့လက်ချောင်းနဲ့အဝတ်စကိုဆွဲမှပြီးလွှတ်ချလိုက်ပါထောက်ခနဲမြည်တမ်းကြရင်လုံလောက်အောင်တင်းကျပ်တာသေချာပြီးအတန်မကြားသေးရင်ထပ်တင်းပါဒူးတွေကိုကွေးနိုင်လောက်အောင်လွတ်လွတ်လပ်လပ်ထားပေးပါအခုဝမ်းပိုက်ပိုင်းတွေကိုတက်ဆင်ပါလိုရာတဲ့ပုံမတင်းမိစေဖို့လူတစ်ယောက်အားနဲ့ပဲအပိုင်း4 5နဲ့6ကိုတက်ဆင်ပါပြီးရင်အမျိုးသမီးကိုအသက်ပြင်းပြင်းရှူခိုင်းမှာရှူနိုင်ရင်အဝတ်ဝတ်တာအဆင်ပြေပါတယ်တအိမ်ဝတ်အားကိုစမ်းသပ်ဖို့တအိမ်ကိုပုတ်တက်နှိမ့်နယ်ပေးဖို့အဝတ်အောက်ကစမ်းသပ်ကုသနိုင်ပါတယ်မွေးလန်းချောင်းအတွင်းပိုင်းစမ်းသပ်ကုသမှုအတွက်လည်းအဝတ်မှာနေရာချန်ထားပါတယ်သွေးလန့်ခြင်းကိုခုခံနိုင်သည့်အဝတ်ဝတ်ထားရဲ့အမျိုးသမီးကိုညှို့ပို့လွှဲပြောင်းပါ
အဝတ်ကိုအမြန်မဖွင့်မိအောင်သတိထားပါမဟုတ်ရင်အမျိုးသမီးဟာပြန်ပြီးတော့သွေးလန့်သွားနိုင်ပါတယ်အနည်းဆုံး2နာရီကြာအခြေအနေတည်ငြိမ်နေပြီဆိုမှအဝတ်ကိုဖြည်းဖြည်းချင်းချွတ်ပါအခြေအနေတည်ငြိမ်နေဆိုတာပုံမှန်သွေးဆင်းတာပဲရှိမယ်သွေးခုန်နှုန်းက100အောက်နဲ့သွေးပေါင်ချိန်အပေါ်သွေး100ထက်ကိုဆိုလိုပါတယ်ဒီမျိုးသမီးဟာအခုဆိုရင်အခြေအနေတည်ငြိမ်နေပြီးသွေးဆင်းတာအနည်းငယ်ပဲရှိတယ်သွေးခုန်နှုန်းက80သွေးပေါင်ချိန်က110-80ဖြစ်ပါတယ်သူ့ကိုအကျော်ဆေးရည်ဆက်သွင်းပေးပြီးအခြေအနေမတည်ငြိမ်ရင်အကျော်ဆေးရည်တွေမြန်မြန်ပေးဖို့အသင့်ပြင်ထားပါအစမှာခြေချင်းဝက်အပိုင်းတွေကိုပဲဖွင့်ပြီး15မိနစ်စောင့်ပါပြီးရင်သူ့သွေးခုန်နှုန်းကိုစစ်ဆေးပါ80ပါပဲသွေးပေါင်ချိန်က112-80ပါနောက်ဆုံးတိုင်းထားတာနဲ့အတူတူပါပဲအခြေအနေတည်ငြိမ်ပါတယ်နောက်အပိုင်း2ခုကိုဖွင့်ပါ15မိနစ်စောင့်ပါအခုအမျိုးသမီးရဲ့သွေးခုန်နှုန်းကိုစစ်ဆေးပါ104ထိတက်လာပြီသွေးခုန်နှုန်းက100ကျော်ပြီသွေးပေါင်ချိန်က90-60ထိကျဆင်းသွားပါတယ်အပေါ်သွေး100အောက်ပါအခြေအနေတည်ငြိမ်မှုမရှိပါဘူးကိန်းဂဏန်းကွာခြားချက်ကလည်းအရေးကြီးတယ်ဆိုတာသတိပြုပါ20စီးမြင့်ကိုလိုက်နာပါအရင်တိုင်းထွာချက်တဲ့သွေးခုန်နှုန်းက20တဲ့မြင့်တက်နေရင်ဒါမှမဟုတ်သွေးပေါင်ချိန်အပေါ်သွေး20အောက်ကျဆင်းနေရင်သူ့မှာအန္တရာယ်ရှိနေပါပြီနောက်ဆုံးဖွင့်ထားတဲ့အပိုင်းကိုအမြန်ပန်ပိတ်ပြီးအပေါ်ကနေအောက်ကိုဆက်ပိတ်လိုက်ပါပြီးရင်သွေးဆင်းတဲ့အကြောင်းရင်းကိုရှာပြီးအကျော်ဆေးရည်ကိုတိုးမြှင့်ပေးပါအခြေအနေပြန်လဲတည်ငြိမ်လာတဲ့အခါအပိုင်းတစ်ခုစီကိုနံပါတ်10လိုက်ပြန်ဖွင့်ပါသွေးပေါင်ချိန်နဲ့သွေးခုန်နှုန်းကိုတိုင်းယူပြီးအပိုင်းတစ်ခုနဲ့တစ်ခုဖွင့်နေကြမှာ15မိနစ်စောင့်ပါသွေးပေါင်ချိန်ကအပေါ်သွေး20မှတ်အောင်မကျဆင်းမယ်သွေးခုန်နှုန်းက1မိနစ်မှာ20ချိန်တက်မမြင့်တက်ရင်အခြေအနေတည်ငြိမ်နေတာဖြစ်ပါတယ်အခု1ဘိုက်အပိုင်းကိုဖြုတ်လို့ရပါပြီအဝတ်ကိုတန်ရှင်းရေးလို့ပိုးသက်အချောက်ခံပြီးရင်ခောက်ပါဘယ်လိုလုပ်ရမလဲဆိုတာဒီမှာကြည့်ပါသားရန်သွေးလန့်ခြင်းကိုခုခံနိုင်သည့်အဝတ်ကအမျိုးသမီးရဲ့နှလုံးအဆုပ်နဲ့အုံနောက်ကိုသွေးတွေတွန်းပို့ပေးပြီးအသက်ရှင်နေစေပါတယ်ခြေချင်းဝတ်ကနေစပြီးအဝတ်ကိုဝတ်ဆင်မှာအပိုင်းတစ်ခုချင်းစီကိုနံပါတ်10အလိုက်အစီအစဉ်တိုင်းဝတ်ပါမျိုးသမီးအခြေအနေတည်ငြိမ်သွားတဲ့အခါခြေချင်းဝတ်အပိုင်းတွေကနေစပြီးတဖြည်းဖြည်းချွတ်ပါ